အားလုံးပဲမင်္ဂလာပါ PLC Introductory Course အပိုင်း3မှာပြန်လည်ကြိုဆိုပါရစေခုဒီပုံကြည့်မယ်ဆိုရင် relay de-energize အခြေအနေကိုဖော်ပြထားတာဖြစ်ပါတယ် relay ဒါတော့ relay ရဲ့ wire coil မှာ relay wire coil ရဲ့အပေါ်တစားဆိုရင်12 volt DC နဲ့ချိတ်ထားပါတယ် relay wire coil ရဲ့အောက်ကတစားဆိုရင်switch မှာတစ်ဆင့် ground နဲ့ချိတ်ထားပါတယ်အခုလောလောဆယ်အနေထားမှာဆိုရင် relay ရဲ့ wire coil ကအပေါ်တစားက12 volt DC ကိုရရှိပြီးတော့အောက်ကတစားကတော့ ground နဲ့ချိတ်ဆက်မှုမရှိသေးပါဘူး switch ကို off ထားတာဖြစ်လို့ပါ relay de-energize အနေထားမှာဆိုရင် common contact ဟာ normally close contact နဲ့ connect ဖြစ်နေတာကိုတွေ့ရပါတယ် common contact ဟာဆိုရင် normally open နဲ့ open ဖြစ်နေတာကိုတွေ့ရပါတယ် letter sample မှာကြည့်မယ်ဆိုရင်လည်း NC normally close contact ဟာဆိုရင် common နဲ့ connection ရှိနေတဲ့သဘောတရားအရာအပြာရောင်အတုံးလေးနဲ့ connection ရှိကြောင်းပြထားပါတယ် normally close contact ဟာဆိုရင် common နဲ့ connection ရှိတဲ့သဘောတရားအရာအပြာရောင်လေးနဲ့ connection ရှိပါတယ်ဆိုပြီးပြထားပါတယ် normally open contact ဟာဆိုရင် common နဲ့ connection ပြတ်နေတာဖြစ်တဲ့အတွက် normally open contact letter sample မှာဆိုရင်တော့အပြာရောင်နဲ့ပြထားခြင်းမရှိပါဘူးအခုအနေထားကိုတော့ relay de-energize ဖြစ်နေတဲ့အနေထားလို့ခေါ်ပါတယ်ကျွန်တော်တို့မှတ်ထားမယ့်ဟာ relay de-energize မှာဆိုရင် normally close contact ဟာ connection close ဖြစ်နေပြီးတော့ normally open contact ဟာဆိုရင် connection open ဖြစ်နေတာတွေ့ရပါတယ်အခုဒီပုံမှာဆိုရင်တော့ဒီ switch ကိုနှိပ်လိုက်တဲ့အခါမှာ relay ရဲ့ wire coil အောက်ကတစားဆိုရင် ground နဲ့ချိတ်ဆက်မှုရသွားပါတယ်အဲကြောင့် relay ရဲ့ wire coil တွေကို current စီးပြီးတော့ electromagnet ဖြစ်ပေါ်ပြီးတော့ common contact ဟာဆိုရင် normally close contact နဲ့ထိနေရမှာ normally open contact နဲ့လာပြီးတော့ထိပါတယ် letter sample ကိုကြည့်မယ်ဆိုရင်လည်း normally close contact ဟာဆိုရင် relay energize အနေထားမှာဆိုရင် common နဲ့ connection ပြတ်သွားတာဖြစ်တဲ့အတွက် letter sample normally close contact မှာအပြာရောင်နဲ့ပြထားခြင်းမရှိတော့ပါဘူး normally open contact ဟာဆိုရင် common နဲ့ connection ရသွားတာဖြစ်တဲ့အတွက် normally open letter sample ကိုတော့ဒီအပြာရောင်လေးနဲ့ connection ရှိတဲ့သဘောတရားအရာဖော်ပြထားခြင်းဖြစ်ပါတယ်ခုအနေထားကတော့ relay energize အနေထားဖြစ်ပါတယ်အခုပုံကတော့ relay de-energize ပါခလုံးမနှိပ်ထားတဲ့အချိန်မှာဆိုရင် common contact ဟာ NC နဲ့ထိနေပြီးတော့ NO နဲ့ကွာနေပါတယ် letter sample မှာဆိုရင်လည်း NC contact ဟာဆိုရင် common နဲ့ connection ရှိနေတဲ့သဘောတရားအရာအပြာရောင်လေးနဲ့ပြထားပါတယ် NO contact ဟာဆိုရင် common contact နဲ့ connection open ဖြစ်နေတဲ့သဘောတရားအရာအပြာရောင် contact နဲ့ပြထားခြင်းမရှိပါဘူးခုဒီပုံမှာဆိုရင်တော့ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာ common contact ဟာ normally open contact နဲ့လာပြီးတော့ connection ရှိပါတယ် letter sample ကိုကြည့်မယ်ဆိုရင်လည်း NC normally close contact ဟာဆိုရင် common နဲ့ connection ပြတ်သွားတာဖြစ်တဲ့အတွက် letter sample normally close contact မှာအပြာရောင်နဲ့ပြထားခြင်းမရှိတော့ပါဘူး normally open contact ဟာဆိုရင် common နဲ့ connection ရသွားတာဖြစ်တဲ့အတွက် normally open letter sample မှာတော့ဒီအပြာရောင်နဲ့ပြန်ပြီး connection ရှိကြောင်းပြထားပါတယ် relay de-energize ဖြစ်ပါတယ်အခုပုံကတော့ switch ကိုမနှိပ်ထားတဲ့အနေထားပါအခုပုံကတော့ switch ကိုနှိပ်တဲ့အချိန်မှာ relay energize ဖြစ်သွားတဲ့အနေထားပါကျွန်တော်တို့မှတ်ထားမယ့်အရာ relay de-energize မှာဆိုရင် letter sample normally close contact ဟာ connection close ဖြစ်နေပြီးတော့ letter sample normally open contact ဟာ connection open ဖြစ်နေပါတယ်
relay energize အခြေအနေမှာဆိုရင် ladder sample normally close contact ဟာ connection open ဖြစ်သွားပြီးတော့ ladder sample normally open contact ဟာဆိုရင် connection close ဖြစ်သွားတာကိုတွေ့ရပါတယ်ခုဒီပုံကြည့်မယ်ဆိုရင်ဒါ relay ရဲ့ de-energize အခြေအနေကိုဖော်ပြထားတာဖြစ်ပါတယ် relay ရဲ့ wire coil ကိုကြည့်မယ်ဆိုရင် relay ရဲ့ wire coil အပေါ်တစ်စားက +12 volt နဲ့ချိတ်ထားပါတယ် relay ရဲ့ wire coil အောက်တစ်စားဆိုရင် switch မှာတစ်ဆင့် ground နဲ့ချိတ်ထားပါတယ်အခုအနေထားမှာဆိုရင် switch ကို off ထားတာဖြစ်တဲ့အတွက်ခလုံးမနေရသေးတာဖြစ်တဲ့အတွက် relay ရဲ့ wire coil ဟာအပေါ်တစ်စားပဲ12 volt ရရှိမှာဖြစ်ပါတယ် relay wire coil အောက်တစ်စားဆိုရင် ground နဲ့ထိစပ်မှုမရှိသေးပါဘူးအဲ့ဒီချိန်မှာဆိုရင် relay က de-energize ဖြစ်နေမှာပါ de-energize ဖြစ်နေပြီဆိုရင် relay ရဲ့ common contact ဟာဆိုရင် normally close contact နဲ့ connection ရနေမှာပါခုဒီပုံလေးကိုကြည့်မယ်ဆိုရင်ဒါကတော့ MIDI ဖြစ်ပါတယ် MIDI ရဲ့တစကို power supply AC သို့မဟုတ် DC နဲ့ DC ရဲ့လာတဲ့ power supply ရဲ့တစနဲ့ချိတ်ပေးပါမယ်ဒီနေရာမှာတော့ AC supply ပေးလို့ရှိရင် AC MIDI ဖြစ်မှာပါ DC supply ပေးလို့ရှိရင်တော့ DC MIDI ဖြစ်မှာပါ supply ရဲ့လာတဲ့တစဟာ MIDI ရဲ့တစစီကိုလာပါတယ် MIDI ရဲ့နောက်တစဆိုရင်တော့ relay ရဲ့ common contact ကိုတွားပါတယ် relay de-energize ဖြစ်နေတဲ့အချိန်မှာ common contact ဟာ normally close contact နဲ့ connection ရှိနေမှာဖြစ်တဲ့အတွက် MIDI ရဲ့နောက်တစ်စဟာဆိုရင် supply ရဲ့တစ်စကနေရဖို့အတွက် normally open နဲ့ common နဲ့ connection မရှိသေးတာဖြစ်တဲ့အတွက်အခုလိုအခြေအနေမှာဆို MIDI ကမှိတ်နေမှာဖြစ်ပါတယ် ladder sample ကိုကြည့်မယ်ဆိုရင်လည်း normally close contact ဟာဆိုရင် common နဲ့ connection close ဖြစ်နေတဲ့သင်္ကေတအရာ normally close contact ladder ကိုဒီအပြိုင်အောင်လေးနဲ့ connection ရှိကြောင်းပြထားပါတယ် normally open contact ဟာဆိုရင် common နဲ့ connection open connection ပြတ်နေတဲ့သင်္ကေတအရာ normally open ladder sample မှာဆိုရင်ဒီအပြိုင်အောင်နဲ့ပြထားခြင်းမရှိပါဘူး connection open ဖြစ်နေတဲ့သဘောတရားကိုပြထားခြင်းဖြစ်ပါတယ်အခု relay de-energize ဖြစ်နေတဲ့အချိန်မှာ MIDI ဟာမှိတ်နေမှာဖြစ်ပါတယ်အခုခလုတ်ကိုအခု open ဖြစ်နေတဲ့ခလုတ်ကိုတွားပြီးတော့နှိပ်လိုက်မယ်ဆိုရင် relay ရဲ့ wire coil ဟာအပေါ်တစ်စားက +12 volt ပေးထားပြီးသားဖြစ်နေတဲ့အတွက်ခလုတ်နှိပ်တဲ့အခါမှာ relay ရဲ့အောက်က wire တစ်စားဆိုရင် wire coil တစ်စားဆိုရင် ground နဲ့ချိတ်ဆက်သွားမှုရှိတဲ့အတွက် relay ရဲ့ common contact ဟာဆိုရင် normally open contact နဲ့လာပြီးတော့ထိပါတယ်အဲ့ဒီချိန်မှာဆိုရင် MIDI ရဲ့တစ်စားဟာ supply ရဲ့တစ်စားနဲ့ချိတ်ဆက်ပြီးသားဖြစ်ဒီဘက်ကတော့ချိတ်ဆက်ပြီးသားဖြစ်တာဖြစ်တယ် MIDI ရဲ့နောက်ဒီဘက်ကတစ်စားဆိုရင်တော့ common မှာတစ်ဆင့် normally open contact မှာတစ်ဆင့် supply ရဲ့တစ်စားနဲ့တွားပြီးတော့ချိတ်ဆက်မှုရှိတာကြောင့် MIDI ကလင်းလာပါတယ် ladder sample ကိုကြည့်မယ်ဆိုရင်လည်း NC normally close contact ဟာဆိုရင် common နဲ့ connection မရှိတော့ပါဘူးအဲဒါ ladder sample normally close contact ကိုလည်းအပြည့်အောင်သင်္ကေတနဲ့မဖော်ပြထားတော့ပါဘူး connection ပြတ်သွားတဲ့သဘောတရားဖြစ်ပါတယ် normally open contact ဟာဆိုရင် common contact နဲ့လာပြီးတော့ connection ရတာဖြစ်တဲ့အတွက် normally open contact ladder sample ကိုတော့ဒီအပြည့်အောင်လေးနဲ့ connection ရသွားတဲ့အကြောင်းသဘောတရားအရာဖော်ပြထားခြင်းဖြစ်ပါတယ်ခုချိန်ကတော့ relay energize ဖြစ်တဲ့အနေအထားကိုဖော်ပြထားတာဖြစ်ပါတယ်ဒါ relay de-energize ဖြစ်တဲ့ပုံမှာ relay de-energize မှာဆိုရင်ခလုတ်ကိုမနှိပ်ထားတဲ့အတွက် common ဟာ NC နဲ့ထိနေပြီးတော့ MIDI ကမှိတ်နေမှာပါခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်တော့ relay energize ဖြစ်သွားပြီးတော့ common contact က normally open နဲ့လာထိပြီးတော့ supply ရဲ့နှစ်ဆစလုံးကို MIDI ရသွားပြီးတော့ MIDI လင်းသွားတဲ့အနေအထားပါ
အားကြောင့်ကျွန်တော်တို့ relay de-energize အခြေအနေမှာဆိုရင် common contact ဟာ normally close နဲ့ထိနေပြီးတော့ media မိတ်နေမှာဖြစ်ပါတယ် relay energize အခြေအနေမှာဆိုရင်တော့ common ဟာ normally open နဲ့ထိသွားပြီးတော့ media လဲလာမှာဖြစ်ပါတယ်အောက်က letter sample ကိုကြည့်မယ်ဆိုရင်လည်း relay de-energize အခြေအနေမှာဆိုရင် NC contact က common နဲ့ထိနေတဲ့သဘောတရားအရာအပြာရောင်လေးနဲ့ပြထားပါတယ် NO contact က common နဲ့ connection open ဖြစ်နေတဲ့သဘောတရားအရာအပြာရောင်နဲ့ပြမထားပါဘူး relay energize အခြေအနေမှာဆိုရင် common contact ဟာ normally open နဲ့ connection ရသွားတဲ့သဘောတရားအရာ normally open letter symbol ကိုတော့အပြာရောင်နဲ့ပြထားပါတယ် normally close letter ကိုတော့အပြာရောင်နဲ့ပြန်မပြထားပါဘူးအခုဒီပုံကိုကြည့်မယ်ဆိုရင် relay de-energize အခြေအနေကိုဆွဲထားတာဖြစ်ပါတယ်ဒီ pivot ချမ်းမှာတော့ power supply ရဲ့ power supply လာမယ့်တစားဖြစ်ပါတယ် power relay လို့ခေါ်ပါတယ်ဒီညာဘက်ချမ်း line ကလည်း power supply လာမယ့်တစားဖြစ်ပါတယ်အခုဒီပုံမှာဆိုရင် relay ကို DC relay 12 volt relay မှာစဉ်းစားထားတာဖြစ်တဲ့အတွက် power supply ကို DC supply ပေးမှာဖြစ်ပါတယ်ဘယ်ဘက်ချမ်းမှာရှိနေတဲ့ power relay နဲ့ညာဘက်ချမ်းမှာရှိနေတဲ့ power relay ကိုအခုလိုမြင်ကြည့်လို့ရပါတယ်DC supply ရဲ့အပေါင်း terminal ကိုဆိုရင်ဘယ်ဘက်ချမ်းမှာရှိတဲ့ power relay နဲ့ဆက်ထားပါတယ် DC supply ရဲ့အနုတ် terminal ကိုဆိုရင်ညာဘက်ချမ်းမှာရှိတဲ့ power relay နဲ့ဆက်ထားပါတယ်အခုနေထားရဆိုရင် start clock ကို off ထားတာဖြစ်တဲ့အတွက် relay ရဲ့ relay coil ရဲ့ဘယ်ဘက်ချမ်းဆိုရင် power supply ရဲ့အပေါင်း terminal line ကိုမရရှိသေးပါဘူးအဲ့ဒီချိန်မှာဆိုရင် relay ဟာ de-energize ဖြစ်နေမှာပါ relay de-energize ဖြစ်နေတဲ့အချိန်မှာဆိုရင် relay ရဲ့ common contact ဟာ normally close contact နဲ့ပဲ connection ရှိတာဖြစ်တဲ့အတွက် ladder sample မှာဆိုရင်လည်း normally close contact NC contact ဟာ connection ရှိတဲ့သင်္ကေတအပြာရောင်နဲ့ပြထားပါတယ်ဒီပုံမှာကြည့်မယ်ဆိုရင်လည်း normally close contact ဟာပဲ connection ရှိတာဖြစ်တဲ့အတွက် normally close contact နဲ့ချိတ်ထားတဲ့ဘယ်ဘက်အချမ်းအားဆိုရင်အပေါင်း terminal ကနေရရှိပြီးတော့အခုအနီရောင်မီဒီယာလင်းနေမှာဖြစ်ပါတယ် relay de-energize အခြေအနေမှာဆိုရင် normally open contact ဟာ common နဲ့ connection ပြတ်နေတာဖြစ်တဲ့အတွက် letter sample မှာဆိုရင်လည်း connection မရှိကြောင်းပြထားပါတယ်အဲ့ဒီအချိန်မှာဆိုရင်ဒီ normally open contact ဟာဆိုရင် connection ပြတ်နေတာဖြစ်တဲ့အတွက်ဘယ်ဘက်ချမ်းမှာရှိတဲ့ power supply ရဲ့အပေါင်း terminal ကိုရရှိခြင်းမရှိတဲ့အတွက်အစိမ်းရောင်မီဒီယာဆိုရင်မှိတ်နေမှာဖြစ်ပါတယ်ကျွန်တော်တကယ် ladder diagram ဆွဲမယ်ဆိုရင်တော့အခုမြင်ရတဲ့ DC power supply ကိုထည့်ဆွဲလေးမရှိပါဘူးအခုမြင်ရတဲ့ start clock ကိုနှိပ်လိုက်မယ်ဆိုရင်တော့ relay ရဲ့ coil ဟာ relay wire coil ဟာ power relay နှစ်ခုစလုံးက supply ရရှိသွားမှာဖြစ်တဲ့အတွက် relay energize ဖြစ်သွားမှာပါအခုလို switch ကို start clock ကိုနှိပ်လိုက်တဲ့အချိန်မှာဆိုရင် relay coil ဟာ DC supply ရဲ့အပေါင်း terminal ကိုရရှိသွားတဲ့အပြင်အနုတ် terminal ကိုလည်းရထားပြီးသားဖြစ်တဲ့အတွက် relay coil ဟာ energize ဖြစ်သွားမှာပါ relay energize ဖြစ်သွားပြီဆိုရင် common contact ဟာဆိုရင် normally open contact နဲ့ပဲ connection ရှိသွားပြီးတော့ normally close contact ဟာဆိုရင် connection ပြတ်သွားမှာဖြစ်ပါတယ်
data sample ကိုကြည့်မယ်ဆိုရင်လည်း normally open contact ဟာ connection ရလာပြီးတော့ normally close contact ဟာဆိုရင် connection ပြတ်သွားတာကိုတွေ့ရမှာပါခုဒီပုံထဲမှာဆိုရင် normally open contact က connection ရလာတာဖြစ်တဲ့အတွက်သူရဲ့ဘယ်ဘက်ချမ်းမှာရှိတဲ့ DC supply ရဲ့ positive terminal ကိုရရှိသွားပြီးတော့အစိမ်းရောင်မီဒီလန်းလာမှာပဲ normally close contact ဟာဆိုရင် connection ပြန်ပြီးတော့ပြတ်သွားတာဖြစ်တဲ့အတွက်အနီရောင်မီဒီယာပြန်ပြီးမှိတ်သွားမှာဖြစ်ပါတယ် data sample ကိုကြည့်မယ်ဆိုရင်လည်း normally close contact ဟာ connection open ဖြစ်သွားပြီးတော့ normally open contact ဟာ connection close ဖြစ်လာတာကိုတွေ့ရပါမှာတကယ် ladder diagram ကိုဆွဲရမယ်ဆိုရင်တော့ခုအပေါ်က DC supply ကိုတော့ထည့်ဆွဲလို့မရှိပါဘူးကျွန်တော်တို့ဒီမှာ relay de-energize အခြေအနေမှာဆိုရင် normally close contact ကပဲ connection ရှိပြီးတော့အနီရောင်မီဒီလင်းနေမှာပါ normally open contact ကတော့ connection ပြတ်နေပြီးတော့အစိမ်းရောင်မီဒီမှိတ်နေမှာဖြစ်ပါတယ် relay energize အခြေအနေမှာဆိုရင်တော့ normally close contact ဟာ connection ပြန်ပြတ်သွားပြီးတော့အနီရောင်မီဒီမှိတ်သွားမှာပါ normally open contact ဟာဆိုရင် connection ရလာပြီးတော့အစိမ်းရောင်မီဒီလင်းလာမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ PLC မှာအရေးကြီးဆုံးဖြစ်တဲ့ input device output device တွေကို wiring ဘယ်လိုချိန်မလဲဆိုတဲ့အပိုင်းများကိုဆက်လက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်ခု PLC ရဲ့ input device ကို wiring ဘယ်လိုချိန်မလဲဆိုတာအရင်ကြည့်အောင်ခုဒီပုံမှာပြထားတာကတော့ PLC ရဲ့ input ကိုsinking DC input အနေနဲ့ချိန်ထားတဲ့ပုံကိုပြထားဖြစ်ပါတယ်ဒါကတော့ PLC ရဲ့ input pin ဖြစ်ပါတယ်ဒီအောက်က pin ကတော့ PLC ရဲ့ common pin ဖြစ်ပါတယ် input device တစ်ခုဖြစ်တဲ့ switch ကို switch ရဲ့တစားကို PLC ရဲ့ input ကိုချိတ်ဆက်ပေးထားမှာဖြစ်ပါတယ် switch ရဲ့ဘယ်ဘက်အချမ်းကိုတော့ power supply ရဲ့ power source ရဲ့အပေါင်းနဲ့ချိတ်ပေးထားမှာဖြစ်ပါတယ်power source ရဲ့အနုတ်ကိုတော့ PLC ရဲ့ common နဲ့ချိတ်ပေးရမှာဖြစ်ပါတယ်။ဒီ set ဆိုပြီးတော့ဖော်ပြထားတဲ့အပိုင်းကတော့ PLC အထဲမှာရှိနေတဲ့ input unit မှာရှိနေတဲ့ optocoupler အပိုင်းတွေဖြစ်ပါတယ်။ခုဒီပုံမှာကြည့်မယ်ဆိုရင် PLC ရဲ့ input device ဖြစ်တဲ့ switch ကိုနှိပ်လိုက်မယ်ဆိုရင် current ဟာအပေါင်းကနေအနုတ်ကိုပဲစီးတာဖြစ်တဲ့အတွက် PLC ရဲ့ input pin ထဲကို current ကအခုပြထားတဲ့ direction အတိုင်းပဲဝင်လာမှာဖြစ်ပါတယ်။အဲ PLC ဘက်ကကြည့်မယ်ဆိုရင်တော့ current ကိုလက်ခံတယ်ဆိုပြီးတော့မြင်လို့ရပါတယ်။အဲကြောင့်မလို့အခုချိန်ထားတဲ့ wiring diagram ကိုတော့ sinking input လို့ခေါ်ပါတယ်။ PLC အနေနဲ့ကြည့်မယ်ဆိုရင် PLC ရဲ့ input pin ထဲကို current ကဝင်လာမှာဖြစ်ပါတယ်။ PLC က current ကိုလက်ခံပေးမှာဖြစ်ပါတယ်နောက်တစ်ခုမှတ်လို့ရမှာကတော့ switch ကို power supply ရဲ့အပေါင်းနဲ့ချိတ်ပေးထားမှာဖြစ်ပါတယ် switch တစ်ဖက်ကိုတော့ PLC ရဲ့ input နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ်ဒီနည်းအားဖြင့်ခလုံးနေလို့ရှိရင် PLC ရဲ့ input ပင်ဟာ power supply ရဲ့အပေါင်း terminal နဲ့တွားပြီးတော့ချိတ်ဆက်မိမှာဖြစ်ပါတယ်အခုဒီပုံကတော့ sourcing DC input ပုံပြထားတာဖြစ်ပါတယ် PLC ရဲ့ input device ဖြစ်တဲ့ switch ကိုအခု sourcing DC input အနေနဲ့ဆိုရင်တော့ power supply ရဲ့အနုတ် terminal နဲ့တွားပြီးတော့ချိတ်ပါတယ် switch ရဲ့တစ်ဖက်ကိုတော့ PLC ရဲ့ input pin နဲ့လာပြီးတော့ချိတ်ပါတယ် PLC ရဲ့ common pin ကိုတော့ power supply ရဲ့အပေါင်း terminal နဲ့လာပြီးတော့ချိတ်ပါတယ်
ခုဒီပုံမှာဆိုရင် PLC ရဲ့ input device ဖြစ်တဲ့ switch ကိုနှိပ်လိုက်မယ်ဆိုရင် current ဟာအပေါင်းကနေအနှုတ်ကိုပဲစီးတာဖြစ်တဲ့အတွက် PLC ရဲ့ common ဘယ်မှာတစ်ဆင့် PLC ရဲ့ input ဘယ်မှာတစ်ဆင့် current ကအပြင်ကိုပြန်ထွက်သွားမှာဖြစ်ပါတယ် PLC အနေနဲ့ဆိုရင် PLC ရဲ့ input အနေနဲ့ဆိုရင် current ကအပြင်ကိုထုတ်ပေးလိုက်ရတာဖြစ်ပါတယ်အားကြောင့်အခုပုံကိုတော့ sourcing DC input လို့ခေါ်ပါတယ် sourcing DC input မှာဆိုရင်တော့ switch ကို power source ရဲ့ negative နဲ့ချိတ်ထားတာဖြစ်တဲ့အတွက်ခလုတ်နှိပ်တဲ့အချိန်မှာ PLC ရဲ့ input ပင်ဟာ power supply ရဲ့ negative terminal နဲ့တွားပြီးတော့ချိတ်ဆက်မိမှာဖြစ်ပါတယ် single DC input မှာဆိုရင်တော့ switch ကို power supply ရဲ့ positive terminal နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ခလုတ်နှိပ်လိုက်တိုင်းမှာ PLC ရဲ့ input ပင်ဟာ power supply ရဲ့ positive terminal နဲ့တွားပြီးတော့ချိတ်ဆက်မိမှာဖြစ်ပါတယ် PLC ရဲ့ common ကိုတော့ negative နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ် sourcing မှာကြည့်မယ်ဆိုရင်တော့ input device ဖြစ်တဲ့ switch ကို power supply ရဲ့ negative terminal နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ခလုတ်နှိပ်လိုက်တိုင်းမှာ PLC ရဲ့ input ပင်ကို negative terminal တွားပြီးတော့ချိတ်မိမှာဖြစ်ပါတယ် PLC ရဲ့ common ပင်ကိုတော့ positive terminal နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ်ခုဒီပုံမှာကြည့်မယ်ဆိုရင်တော့ PLC ရဲ့ input device တွေကို sourcing sinking ချိတ်ထားတာကိုပြထားတာဖြစ်ပါတယ် figure A ကတော့ sourcing style နဲ့ချိတ်ထားတာပါ figure B ကတော့ sinking style နဲ့ချိတ်ထားတာပါ input device ကို sourcing အနေနဲ့ချိတ်မယ်ဆိုရင် input device ကို power supply ရဲ့ negative နဲ့ချိတ်ပေးထားပြီးတော့ PLC ရဲ့ input နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ် sinking style နဲ့ချိတ်မယ်ဆိုရင်တော့ input device ကို power supply ရဲ့အပေါင်းနဲ့ချိတ်ပေးပြီးတော့ PLC ရဲ့ input နဲ့လာပြီးချိတ်ပေးမှာဖြစ်ပါတယ် common ကိုတော့ power supply ရဲ့ negative နဲ့ချိတ်ပေးရမှာဖြစ်ပါတယ်ခုဒီပုံကတော့ PLC ရဲ့ output device တွေကို wiring ဘယ်လိုချိတ်မလဲဆိုတာကိုဖော်ပြပေးမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံကတော့ sinking DC output ပုံဖြစ်ပါတယ်ဒါကတော့ PLC ရဲ့ output pin ဖြစ်ပါတယ်ဒါက PLC ရဲ့ common pin ဖြစ်ပါတယ် load ကို PLC ရဲ့ output pin နဲ့ချိတ်ပေးထားပြီးတော့ load ရဲ့တစ်ဖက်ကို power supply ရဲ့အပေါင်းနဲ့ချိတ်ပေးထားမှာဖြစ်ပါတယ် power supply ရဲ့ negative terminal ဆိုရင် common မှာတစ်ဆင့် PLC အထဲမှာရှိနေတဲ့ output contact on ပေးလိုက်ပြီဆိုတာနဲ့ load က negative terminal ကို output contact မှာရရှိသွားပြီးတော့ load ကအလုပ်လုပ်မှာဖြစ်ပါတယ် current အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင် power source အပေါင်းကနေ current ဆိုတာကအပေါင်းနဲ့အနှုတ်ကိုပဲစီးတာဖြစ်တဲ့အတွက် PLC ရဲ့ output pin တွေကို current ကဝင်လာမှာဖြစ်ပါတယ်အဲကြောင့် PLC အနေနဲ့ကြည့်မယ်ဆိုရင် current ကိုလက်ခံတဲ့သဘောတရားအရ sinking DC output လို့ခေါ်ခြင်းဖြစ်ပါတယ်ခုဒီပုံမှာကြည့်မယ်ဆိုရင်တော့ PLC output ကို sourcing DC output အနေနဲ့ချိတ်ဆက်ပြထားတာဖြစ်ပါတယ်ဒီကတော့ PLC ရဲ့ common pin ဖြစ်ပါတယ်ဒီကတော့ PLC ရဲ့ output pin ဖြစ်ပါတယ် PLC ရဲ့ output pin ကို load ကိုချိတ်ပေးထားပြီးတော့ load ရဲ့တစ်ဖက်ကို power source ရဲ့ negative terminal နဲ့ချိတ်ပေးထားပါတယ် load ရဲ့ဘယ်ဘက်အချမ်းကသာ positive terminal ကို PLC ထဲမှာရှိနေတဲ့ output contact on ပေးလိုက်လို့ရှိရင်ရရှိသွားမှာဖြစ်တဲ့အတွက် load အလုပ်လုပ်မှာဖြစ်ပါတယ် current အနေနဲ့ကြည့်မယ်ဆိုရင်တော့ positive terminal နဲ့ negative terminal ကို current ကစီးတာဖြစ်တဲ့အတွက် current ဟာဆိုရင် PLC ရဲ့ output pin ကနေပြန်ပြီးထွက်လာမှာဖြစ်တဲ့အတွက်
PLC အနေနဲ့ကြည့်မယ်ဆိုရင် current ကိုထုတ်ပေးတဲ့သဘောဖြစ်နေပါတယ်။အားကြောင့်မလို့ source in DC output ဆိုပြီးတော့ခေါ်ပါတယ်။ဒါတော့ PLC ရဲ့ output load ကို source in style နဲ့ sink in style ချိတ်ပြထားတဲ့ပုံကိုထပ်မံဖော်ပြပေးထားတာဖြစ်ပါတယ်။ figure A ကတော့ source in output ဖြစ်ပါတယ်။ figure B ကတော့ sinking output ဖြစ်ပါတယ်။ source in output အတွက်ဆိုရင်တော့လုံးရဲ့ညာဘက်ချမ်းကိုတစ်ဖက်ကို negative power supply negative ပေးထားပြီးတော့ output လုံးရဲ့ဘယ်ဘက်ချမ်းကိုတော့ PLC ရဲ့ output pin နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ်။ figure B မှာကြည့်မယ်ဆိုရင်တော့ sinking output ကိုဖော်ပြထားတာဖြစ်ပါတယ်။လုံးရဲ့ညာဘက်ချမ်းကို power source ရဲ့ positive terminal နဲ့ချိတ်ပေးထားပြီးတော့ output လုံးရဲ့ဘယ်ဘက်အချမ်းကိုတော့ PLC ရဲ့ output pin နဲ့ချိတ်ပေးထားမှာဖြစ်ပါတယ်။အပိုင်း3ကိုတော့ဒီနေရာမှာပဲခဏနားပါမယ်။